Okay ကျွန်တော်ခုဆိုရင် Minecraft 2ထဲမှာကျွန်တော်တို့စိုင်းနေတာရှိတယ်ကျွန်တော်တို့ဘယ်လိုစမ်းပါလဲဆိုတော့ကြည့်သွားမယ်ခုဆိုရင် Nether Portal ဆောက်မယ်sorry Okay Nether Portal ကိုကျွန်တော်တို့အရင်ဆောက်ပါမယ်Okay ကျွန်တော်စမ်းပါတွေကတော့ဒီကျွန်တော်ကိုယ်တိုင်လုပ်ထားတာကိုပြပါတယ်ဒီကျွန်တော်အစားဆုံးမပြအောင်ဆိုပြီးတော့ထင်ပါဆိုလို့ကျွန်တော်ကဒီ Okay ဒီနော်မိကြည့်လောက်ဒါအတုနော်မှန်တိုင်းပြောနေမယ်ဒီလိုလေးနဲ့ Okay ကျွန်တော်တို့သွားမယ်Let's go. Okay. ကျွန်တော်ဝင်လိုက်ပြီဆိုအော်နေဒီလမ်းကလည်းပိတ်တယ်။အော်နေဒါနဲ့ဖောက်လို့ရတာ။မဆော့တာတော့ကြာပြီဗျာကျွန်တော်မဖောက်လို့မရနော်။ Let's go မယ်။ဒီကျွန်တော်ဒီပေါ်မှာဒီလိုလုံးလို့ရတာဆိုကျွန်တော်စမ်းကြည့်မှာ။မရဘူးလားရလားဆိုတာဒီအပြင်မှာကုန်းရှင်တော့နေ။ Okay. ဟာ Nether Portal ထဲမှာဘာလို့ what တွေရှိနေရလဲ။ဟိုလိုမတ်တရက်တဲ့ what တွေကဘာလို့ဓာတ်ကင်ပြီးဒီမှာဖြစ်ကျွန်တော်မေးကြတယ်ဒီအိတ်အိုင်ဘာလို့အိတ်လို့မရအိတ်ဘာလို့ပေါက်ခွဲသွားNether Portalမှာပဲဘာလို့အိတ်လို့မရတာကြည့်ကျွန်တော်နှိပ်လိုက်တယ်လုံးဝပေါက်ခွဲသွားတယ်ခင်ဗျာဘလို့မှလုံးလို့မရဘူးကြည့်ကျွန်တော်လုံးပြတာနော်တိကျချက်ချဒီဘယ်လိုအိတ်လို့ဒီမှာဆိုလဲရေခဲကျွန်တော်တို့မီးနားမှာအောင်နေမီးနားချမီးနားမှာချပါရေရတဲ့ဟာတော့မှကြည့်Nether Portal ထဲမှာပြက်စီးရေကိုမပေါ်လာတော့ဘယ်လိုပဲစဉ်းစားကြည့်တော့ဗျာကြည့်လိုက်တော့ရေကိုမပေါ်လာကျွန်တော်ပြောဒီမဲ့ရေဆိုမှကျွန်တော် water pick sorry water တွေတော့မှထဲလို့မရဘူးဗျာကြည့်လိုက်အကုန်လုံးအမွှေးပြန်ကုန်ကျွန်တော်ပြောချင်တာဒီမှာဒီလိုအုတ်ချလဲတကယ်ပြင်မှာဆိုရရမှာရေတွေလေပြီးတော့ဒီမဲ့ကျွန်တော်နေစမ်းတက်မှာနောက်တစ်ခုဒီမှာလည်းအပေါ်ကြီးကျွန်တော်လုတ်ပြတာနော် Okay ကျွန်တော်ဒါကတော့ကျွန်တော်နှင်းကောင်ပေါ့တခုဘာလို့ Nether Portal မှာနှင်းကောင်တွေခေါ်လို့မရလဲဒါကျွန်တော်မြင်ပစ္စည်းမားထားလားပြောပြကြည့်ပါဦးခင်ဗျာNether Portal မှာဘာလို့ဒီလိုပုံစံတွေလုံးလို့မရတာလဲလုံးရရင်လေကျွန်တော်တို့ပြောပြပါဦးနေအောင်ဒီကောင်တွေကလည်းဘာလို့ Nether Portal ထဲမှာရှိနေကြတာလဲပြောပြကြပါဦးဒီကောင်တွေကလည်းဘာလဲဆိုတာမစိုးရကြတော့မသိတော့ပါဘူး Bye bye အားလုံးသိပြောပြပါ